အားလုံးပဲမင်္ဂလာပါစာဖတ်သူ channel လေးမှာကြိုဆိုပါရစေအခုတစ်ခါဖတ်ပြမယ်ဝတ္ထုတို့လေးရဲ့အမည်ကတော့စာရေးဆရာမဂျူးရဲ့ကဘာမြေရဲ့ချစ်သူဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်နားဆင်ခံစားပေးပါအောင်ရှင်ကဘာမြေရဲ့ချစ်သူကသာကျမကိုနှုတ်မဆက်လျင်ကျမသူ့ကိုလုံးဝမှတ်မိမှာမဟုတ်ပါသူသည်ကျမချစ်ခဲ့ဘူးသောလူတစ်ယောက်မဟုတ်တော့ပဲသစိမ်းတစ်ယောက်ဖြစ်နေပြီသူအသားအရေကညုံမောင်းလျက်သူခန္ဓာကိုယ်ကတော့ကြစ်လက်တုတ်ခိုင်နေ၏သူဤနူးညံ့ညိုလက်သောမျက်ဝန်းများနှင့်ပြုံးလိုက်လျင်ခြိုင်သွားသောညာဘက်နှကန်းထောင်စွန်းကအချိုင်ရာကလေးကိုသာမမြင်ရလျင်သူဟုကျမဘလို့မှထင်မိမှာမဟုတ်အနှစ်20ဟုသောအချိန်ကာလသည်မျက်နှိုးစုံမတ်စွာချစ်ခဲ့မိသူတယောက်အားမမတ်မိနိုင်လောက်အောင်မကြာမြင့်လှပါသို့သောတို့အချိန်ကာလအတွင်းမှာသူကအပြောင်းလဲကြီးပြောင်းလဲသွား၏ဟိုစဉ်တုန်းကတည်သက်စွာဖေးတင်ထားလေရှိသောခက်တူတူအညိုရောင်သပင်လှိုင်းကလေးများပျောက်ကွယ်လျက်ဖွာကျန်းတွန်လိန်သောညီညိုရောင်သပင်ရှည်များရောက်နေသည်မကျင်းမကျဲပြေလျောသောနှစ်ဖူးသည်သပင်ရိုင်းများအောက်တွင်ပျောက်ကွယ်လူနေပါဖြစ်နေ၏နူးညံ့သောပန်းသွေးဖြော့ဖြော့နှုတ်ခမ်းများသည်တင်းမှ၆သွေးသောအညိုရောင်နှုတ်ခမ်းများအဖြစ်ပြောင်းလဲနေပေပြီနုခီးသွားမလို့လားသူ့အတန်သည်လည်းဟိုတုန်းကနူးညံ့သိမ်မွေးမှုများပျောက်ကွယ်လျက်မာကြောပြတ်တောက်နေ၏သို့သောမျက်လုံးများ၏နူးညံ့မှုကတော့ကံကောင်းထောက်မစွာကြန့်ရှိနေစေဖြစ်သည်ဟုတ်ကဲ့အိုးမဟုတ်ဘူးသားတို့ယထာများဆိုင်မလားလို့လာစုံစမ်းတာသူကကျမ၏လှုပ်ခတ်သွားသောအနေအထားကိုသဘောကျသလားမသိပခုံးများလှုပ်သွားအောင်ရီမောလေသည်ထို့နောက်လွဲထားသောကြောဖို့အိတ်ကိုနေရာတကျပြန်လိုက်၏ဘာယထာလဲဟိုကပုံမှန်ညနေ9နာရီခွဲထွက်တဲ့ယထာပဲ special train ပေါ့ဒါဆိုမမျော်လင့်နဲ့အောင်အိမ်ကိုအေးစစ်စစ်ပြန်လာအောင်အဲ့ဒီယထာကမနက်တနာရီအစောဆုံးရန်ကုန်ကိုဝင်မဲတဲ့သူစကားကိုဘယ်တော့မှမယုံကြည်ခဲ့သောကျမသည်ဤတစ်ချိန်တွင်လည်းမယုံသင်ကပြန်မေးမိ၏ရှင်ကဘာဖြစ်လို့အတိအကျပြောနိုင်ရတာလဲသူကပခုံးတွန့်ပြပါသည်ဘာဖြစ်လို့လဲဆိုတော့ကိုအခုပဲမေးထားလို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုကလည်းအဲ့ဒီယထာနဲ့ပြန်လိုက်မှမှုပေါ့ကျမသည်စိတ်ပြတ်စွာပင်လက်မနာရီကိုကြည့်လိုက်မိသည်ဒုက္ခပဲမနက်9နာရီဝင်မဲ့ယထာကည1နာရီမှဝင်မဲ့ပေါ့ဖះယထာလန်းတွေများဘာဖြစ်သွားသေးလဲမသိဘလို့အချိန်ဘယ်ကာလကြာမှယထာတွေအချိန်မှန်ထွက်နိုင်မှလည်းမသိကျမဖြင့်တနေ့လုံးဘူရာကိုဖုံးဆက်တဲ့အလုပ်ပဲလုပ်နေရတာပဲသူကကျမကိုပြုံးကြည့်လျက်ဘာမှမပြောချေထို့နောက်ကျမတို့သည်ရုတ်သေးပြည့်လျံတိုးကျိတ်နေသောလူအုပ်ကြီးထဲမှတရွေ့ထိုးဖောက်လျက်ဝင်ပေါက်ရှိရာသို့ထွက်လာကြသည်သူ့ရဲ့ကြီးကဟိုတုန်းကထပ်ပင်ကျမအပေါ်အုံမိုးနေတဲ့အောင်ခံစားရသည်သူဤယထာနှင့်ပြန်ပြီဆိုလျင်သူလည်းနနက်တနာရီအထိယထာဆောင်ရတော့မှာပေါ့ကျမသူ့ကိုစာနာစွာတစ်ချက်ကြည့်လိုက်တော့သူကကျမကိုငဲကြည့်ပြုံးနေ၏သူ့မျက်လုံးတွေကတော့လွန်ခဲ့သည့်နှစ်ပေါင်း20ကကျမကိုကြည့်ခဲ့သည့်မျက်လုံးမျိုးအတိုင်းဖြစ်၏နှုတ်အခုဘာအလုပ်လုပ်နေသလဲတငယ်ချင်းတယောက်နဲ့ကုမ္ပဏီတစ်ခုစက်တူဖွင့်ထားတယ်သူကလေးတစ်ချက်ချွန်လိုက်သည်တဲ့ဟုတ်ပါလားတွက်ချေကိုကိုက်ရဲ့လားကျမသူ့ကိုစစ်ကြည့်ပြီးပြုံးပြလိုက်ပါသည်နုမေတို့ကမပါရင်ဘာမှမလုပ်ဘူးလေသူကသဘောကျစွာရေမောလေသည်ဒါနဲ့ကိုမြင့်ဆွေရောဘာလုပ်နေလဲသူကချက်ချင်းမဖြေသေးပဲပြုံးနေ၏ဘူရာစင်ဝင်ဘက်ထွက်မိတော့မှကျမကိုငဲကြည့်ပြီးညှင်းသာစွာခေါင်းရင်းဖြေပါသည်ကိုအလုပ်ကိုနူးစိတ်ဝင်စားမှမဟုတ်ပါဘူးကိုအလုပ်ကဝင်ငွေမကောင်းဘူးနူးရဲ့ကျမသည်သူ့အပြောကြောင့်မင်းစိတ်ဝင်စားလာကမျက်မှောင်ကျုံမိ၏စိတ်ဝင်စားတယ်ဘာအလုပ်လဲသူကတစ်ချက်ရပြန်သည်တက်ဆီအငှားကားထောင်သလိုစင်အငှားလိုက်စားတဲ့အလုပ်စင်ဟုတ်လားကျမတအံ့တောဖြစ်သွားသည်ကိုသူကသဘောကျ၍မဆုံးနိုင်အောင်ရှိသည်ကိုမြင့်ဆွေမှာစင်ရှိတယ်ပေါ့အင်းလေဘယ်နှကောင်ရှိလဲဟင်2ကောင်တစ်ကောင်ကနည်းနည်းငယ်သေးတယ်ကျမသူ့မျက်နှာကိုစူးစိုက်ကြည့်မိ၏ဟာဒါများဝင်ငွေမကောင်းမှုပြောရသေးလားစင်တစ်ကောင်ကိုကာလာပေါက်သေး30လောက်ရှိတာ2ကောင်ဆိုတော့ကျမစကားမဆုံးမီသူမျက်ခုံးပင့်ပြ၏နူးကအလားကြီးပဲစင်အကြောင်းသိလို့ပါလားဧကာနာနူးရဲ့ကုမ္ပဏီကတစ်ကုမ္ပဏီဖြစ်ရမယ်ကျမနဲ့ပတ်သက်သမျှသူခံမှန်းချက်များအမြဲမှားယွင်းလေးရှိသလိုဒီတစ်ခါလဲသူမှားယွင်းပါသည်ဟင်းအင်းပဲအမျိုးမျိုးနဲ့နှမ်းထို့နောက်ကျမတို့နှစ်ယောက်ဟဟပပရီမောရင်ဟိုတုန်းကလိုပြန်လဲရင်းနှီးသွားကြသည်ဒါနဲ့ကိုမြင့်ဆွေတယောက်ထဲလားတယောက်ထဲပဲအခုရထားမဝင်သေးဘူးဆိုတာအတိအကျသိရပြီဆိုတော့အခုကြံနေတဲ့9နာရီလောက်အချိန်တွေကိုရှင်ဘယ်လိုဖြုံးမလဲ
သူကျမကိုစူးစူးဆိုင်ဆိုင်ကြည့်နေ၏ဘူရာမှာပစိုးတစ်ထဲဖြန့်ခင်းပြီးအိတ်ဆောင်လိုက်ရုံပေါ်နူရဲ့ကျမသူ့ကိုမျက်စောင်းထိုးလိုက်မိသည်ကြည့်ပစ္စလက်ခတ်နေတတ်တဲ့အကျဉ်းကမပြောက်သေးပဲကိုချင်းကကိုင်းနေကိုမြင့်ဆွေနေရန်ကုန်ကချင်းလောက်များတော့ကိုမဖြုံပါဘူးကိုင်းမှန်းတော့မသိရဘူးကိုရိုစီကချင်းတွေမှတ်တွေကိုမြင်ရင်နုဖျားတောင်ဖျားသွားနိုင်တယ်နေပါအောင်ရှင်အခုဗမာနေတာလဲမန္တလေးမှာလားမဟုတ်ဘူးတန်တောင်သားမှာပဲဆိုပါတော့ဘယ်ကတန်တောင်လဲကျမဆက်ဆက်ဆုစုမေးတော့သူပြုံးသည်လိတ်ကြနာကပေါ့သူပြောသည့်နေရာတွေကိုကျမမသိပါဘာလဲလိတ်ကြဆိုတာပြင်ဦးလွင်နာကရွာကြီးပဲဆိုပါတော့နုရဲ့နုတိမှမဟုတ်ပါဘူးတန်တောင်ဆိုတာရွာတိတိကလေးကိုနေတာကအဲ့ဒီတန်တောင်နဲ့3-4မိုင်ဝေးတဲ့နေရာကလေးကျမသည်သူ့မြန်ဝန်တွေကအေးဆက်တည်ငြိမ်မှုကိုပြန်လည်မှတ်မိသွား၏ကျမနားလဲပြီးဒီလောက်ခေါင်းနဲ့တော့မှရှင်ဘာဖြစ်လို့သွားနေတယ်လဲဆိုတာကျမမမေးတော့ပါဘူးထို့နောက်အနားမှာရှုပ်ရှက်ခတ်စွာဝင်ထွက်သွားလာနေကြသောလူများကိုရှောင်တိန်ငယ်ပေးရင်းကကျမဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်အတော်ပဲကိုမြင့်ဆွေရှင်ကျမတို့အိမ်မှာညစာလိုက်စားဖို့အေးစစ်စစ်စကားပြောကြရအောင်ညတနာရီမှာကျမယောက်ျားကသားတွေလာကြိုရင်းရှင်ကိုဘူရာလိုက်ဖို့ပေးပါလိမ့်မယ်သူညင်းတော်မြည်ပုံစံဖြင့်တွန့်ဆုတ်သွားခိုင်းကျမကကမန်းကရန်လှည့်ထွက်လိုက်သည်လာကျမယောက်ျားကိုရှင်တခါမှမတွေ့ရသေးဘူးသူ့ကိုရှင်သဘောကျမှာပါသူကတော်တော်သိမ်မွေ့တယ်သဘောလဲကောင်းတယ်ကားရက်ထားရသို့ကျမတို့လျှောက်လာခဲ့ကြစဉ်ညနေခင်းသည်လင်းမြန်စွာမောင်းလာတော့သည်သူနှင့်ကျမချစ်သူတွေဖြစ်ခဲ့ကြသည်မှာတော်တော်အံ့ဩစရာကောင်းသောမှားယွင်းမှုတစ်ခုပင်ဖြစ်သည်ကျမတို့နှစ်ယောက်သည်ခရီးဆုံးပန်းနိုင်ခြင်းမတူညီကြဘဝတန်ဖိုးခြင်းမတူညီကြလောကအမြင်ခြင်းမတူညီကြပေကျမဘဝဤတန်မိုးသည်စာဝတ်နေရေးအဆင့်အတန်းမြင့်မာသောမျိုးပြရင်ကျေးမှုဖြစ်ပြီးသူဤဘဝတန်မိုးကအေးဆေးတည်ငြိမ်စွာလူနေမှုနှိမ့်ကျသောတောနယ်ဤအရိုင်းသက်သက်အလှပင်ဖြစ်သည်ကျမကလူလောကမှာအလဲအလဲဟုသောအဆင့်ထက်ပင်ထိုးဖောက်ကြောဖြတ်ကအမြင့်ဆုံးဟုသောပညာသို့မဟုတ်ဂုဏ်သိက္ခာသို့မဟုတ်ငွေကြေးပိုင်ဆိုင်မှုကိုလိုချင်တတ်မှတ်သူကတော့လူသူအယောင်နှဲလှသောတောတောင်ရေမြေမှာနေထိုင်၍တဘာဝနှင့်ယဉ်ဤကျွမ်းဝင်မှုကိုလိုချင်တတ်မှတ်သူကျမကလူသားဤအမခန်းထူးချွန်လာသောစက္ကရိယာတီထွင်မှုများဖန်တီးပြုပြင်မှုများကိုလေးစားမြတ်နိုးသူကတော့တဘာဝဤအစဉ်စဉ်ပြောင်းလဲမှုလျှို့ဝှက်နက်နဲသောစမ်းကြယ်မှုများကိုလေးစားမြတ်နိုးသူကျမတို့နှစ်ယောက်သည်ရှားပါးသစ်ပင်အပေါ်ထားရှိသည့်သဘောထားနှင့်အဖိုးတန်ကားတစ်စီးအပေါ်ထားသည့်သဘောထားကအစားကွဲပြားခြားနားကြသည်သူတွေ့တာသည့်နှစ်100နှစ်200သက်တမ်းရှိသည့်တက်မှာပဲများဤတန်မိုးကိုစာအုပ်စင်ဗီဒီယိုဇပွဲစသည့်အသုံးအဆောင်များအဖြစ်ထက်ပို၍ကျမမမြင်မိသလိုသူကလည်းကျမသဘောကျသည့်ကားတစ်စီးကိုမြင်တိုင်းကျုံးမင်ကြီးများကိုသာနှမျောတန်းတတတ်သူဖြစ်သည်ရင်ငုတ်သင်းမောတစ်စီးအကြောင်းစကားဆက်မိလျင်ပင်ကျမတို့နှစ်ဦးဤဥတီချက်တွေကအမြဲပြောင်းမြန်ကျမကရင်ငုတ်သင်းမောတီထွင်သူဤပညာရဲ့စက္ကရိယာပိုင်းအောင်မြင်မှုလူသားတို့ဤအဖိုးထိုက်တန်လာသောဦးနှောက်များစီသို့စကားလမ်းကြောင်းဥတီစဲမှာသူကသမုတ်တရားအောက်ခြေကတောင်စင်တောင်တန်းများအကြောင်းသမုတ်တရားရေစီးကြောင်းများအကြောင်းရှားပါးရေတတဝါများအကြောင်းစကားလွှဲယူသွားတတ်သည်ကျောင်းပိတ်ရက်ရှည်များတွင်သူကကျမအနီးမှာကျမရှိရာဒေသမှာနေထိုင်မှုထက်မြန်မာနိုင်ငံအစွန်ဖျားဒေသများသို့တွားရောက်လည်ပတ်ဖို့သာစိတ်ဝင်စားသည်ကျမကတော့ကျမအနားမှာသူမရှိသည့်အခါစာအုပ်ပေါင်းများစွာဖတ်နိုင်ငံခြားရုပ်ရှင်များကိုကားလေးတိုင်းလိုကြီးပြစ်ခါအချိန်ဖြုံးရတတ်သည်ကျောင်းပြန်ဖွင့်၍နေ့စဉ်တွေ့ဖြစ်ကြသည့်အခါကျမဖတ်ခဲ့ရသောစာအုပ်များကြည့်ခဲ့ရသောရုပ်ရှင်များအကြောင်းပြန်လည်ပြောပြပြီးသူကတော့သူရောက်ခဲ့သည့်လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးလူသူအယောက်အပေါင်းနေလာသောတောင်တန်းဒေသများအကြောင်းအုံဆိုင်နှံမောင်သောတစ်တော်ကြီးများအကြောင်းပင်လယ်ပြင်နှင့်ကျွန်းများအကြောင်းကိုတခမ်းတနာပြောပြတတ်လေသည်သူသည်ငွေရှာဖို့ကြီးပွားချမ်းသာဖို့နည်းနည်းများစိတ်ဝင်စားသူမဟုတ်ကျမမိဘကကျမကိုပေးအပ်နိုင်သည့်လူနေမှုအဆင့်အတန်းထက်မနှိမ့်ကြအောင်ကျမကိုတင်းတင်းတဲတဲလက်ထပ်ယူဖို့ဆိုတာကိုလည်းမစင်စားပေသူစိတ်ဝင်စားသောတောတောင်ရေမြေကိုစိတ်မဝင်စားခဲ့သည့်ကျမအားသူအားမလို့အားမရဖြစ်ရသလိုကျမတမိုးထားသည့်ဂုဏ်သိက္ခာရှိအစင်မြင့်စီးပွားရေးအမြင်ကိုစိတ်မဝင်စားတမိုးမထားသည့်သူ့အပေါ်လဲ
ကျမနည်းနည်းမျှမကျေနပ်နိုင်ခဲ့ပါနှုတ်ကအစားထိုးလို့မရနိုင်တဲ့သဘာဝယေတနာတွေအပေါ်မှာနည်းနည်းမျှစိတ်မဝင်စားပဲကိုဟုသူကဆွဆွဲတတ်သေး၏မောင်မဲအဲ့ဒီယေတနာတွေကိုဖတ်ပြီးနေပြီးတော့နှုတ်တော့ကိုဘဝတိုးတက်မြင့်မားဖို့ပဲစိတ်ဝင်စားတယ်လူသားရဲ့စွမ်းအားကသဘာဝရဲ့စွမ်းအားထက်စိတ်ဝင်စားစရာကောင်းတယ်ဆိုတာမောင်တနေ့သိလာလိမ့်မယ်သို့တော့ကျမတို့ဒီတယောက်ကိုတယောက်အလွန်ချစ်မြတ်နိုးခဲ့ကြပါသည်ကျမဤစိတ်ကောက်မှုတန်ကိုတရက်ထပ်ပို့ပြီးဘယ်တော့မှသူမခံနိုင်ခဲ့သလိုကျမကလည်းသူ့ဒေါသကိုတနာရီထပ်ပို့၍မြင်တွေ့နိုင်မှုဘယ်တော့မှခွန်အားမရှိခဲ့သောကြောင့်ကျမတို့နှစ်ယောက်သည်အမြဲလိုတယောက်ကိုတယောက်သူ့ထက်ငါအလျှော်ပေးဖို့စဉ်းစားခဲ့ကြသည်ထို့ကြောင့်လည်းသူနှင့်ကျမဘယ်တော့မှမကွဲကွာနိုင်ဟုကျမယုံကြည်စိတ်ချခဲ့သည်ဘဝဤတန်ဖိုးနှင့်ရောင်ရဲကျဉ်းမှုအယူအဆမတူညီသည့်ချစ်သူဘဝကိုအချစ်မြဲခိုင်မြဲစွာပေါင်းစပ်ဖို့ကျမတို့နှစ်ယောက်လုံးအမှန်တကယ်ကြိုးစားခဲ့ကြပါသည်သို့သောနောက်ဆုံးတော့တယောက်ကိုတယောက်မုန်းတီးမှုမနှစ်သက်မှုများမရှိဘဲတွေးအေးစွာကွဲကွာခဲ့ကြသည်ကျမတို့နှစ်ယောက်ဘလို့ကွဲကွာခဲ့ရပါလေအကြောင်းရင်းကိုရှာဖွေစဉ်းစားကြည့်တော့လေရေရေရာရာမရှိကျောင်းပြီးသွားသောအခါကျမသည်ကျမပျော်ရွှင်နှစ်သက်သောစီးပွားရေးနယ်သို့ဝင်လိုက်၏သူကကျမ၏မျက်နှာဆောင်မှတ်မှုကိုလင့်လူရှုကာသူစိတ်ဝင်စားသည့်ဒေသများသို့မကြာခဏရက်ရှည်လာများသွားရောက်အလုပ်လုပ်ကိုင်ရင်းဖြင့်ကျမတို့နှစ်ယောက်ကြားကပူနွေးသည့်အချစ်သည်အေးခဲသွားလေသည်သူနှင့်ကျမသည်ပြုံးကနေဝေးကွာသွားခြင်းမဟုတ်ဘဲတရွေ့ရွေ့နှင့်တစားဝေးကွာသွားကြခြင်းဖြစ်သည်ယခုအချိန်အထိသူကအလင်းအိမ်အောင်ကြခဲ့သလားကျမကအရင်အိမ်အောင်ကြခဲ့သလားကျမမသိအမှန်ကတော့သူအိမ်အောင်ကြမကြပင်ကျမမသိပါသူလက်ထပ်ပြီးပြီဟုကျမယူဆသည်ယောက်ျားတစ်ယောက်သည်ဆန့်ကျင်ဘက်လိမ်မိန်းမ၏နူးညံ့စွာကျင်နာလိုက်ရောမှုမပါဝင်ပဲနှစ်ပေါင်း20ကျော်သူ့ဘဝကိုပျော်ရွှင်အားရနိုင်လိမ့်မည်မဟုတ်တိတ်ကိုသေးကြသည်တဘာဝနိယာမများကိုမဆန့်ကျင်တတ်သောသူဖြစ်ရာဘဝတွင်ရှိသမျှငွေကြေးတနာနှင့်ရောင်ရဲတတ်သောသူအတွက်မိန်းမတစ်ယောက်ကိုအိမ်အောင်ပြုရန်ပို၍ပင်သိကြနေပါသည်ကျမ၏ခင်မွန်းသည်သူ့ကိုအစပထမတွင်ကျမနှင့်အတူပါလာသောဧည့်သည်တစ်ယောက်ကိုကြိုးစိုးလိုက်ရောမှုမျိုးဖြင့်သာဆက်ဆံခဲ့တော်လဲသူ၏အရက်ဒေတာနှင့်အလောက်အကင်ကိုတစွန်းတစားသိရသောအခါတော်တော်စိတ်ဝင်စားသွားသည်ကျမတို့ညစာထမင်းဝိုင်းသည်ခဏအတွင်းရီမောတန်များဖြင့်နှွေးထွေးသွားတော့သည်ကျွန်တော်လည်းဝိုင်းလိုက်ကိုတိတ်စိတ်ဝင်စားတယ်ဗျာတစ်နှစ်တစ်ခေါက်လောက်တော့အဲ့ဒီဘဝမျိုးမှနေခြင်းနဲ့ဗျာကျမ၏ခင်မွန်းသည်တကယ်ပင်စိတ်အားထက်သန်သောမျက်လုံးများဖြင့်သူ့ကိုအလေးအနက်ပြော၏ကျမမယုံပါ18နှစ်တိုင်ပေါင်းသင်းလာခဲ့သောကျမယောက်ျားဘာကိုစိတ်ဝင်စားတတ်သည်ဆိုတာတော့ကျမသိပြီးသားပါကျွန်တော်စီလာလဲပုတ်ကိုကျော်နိုင်ကျွန်တော်နေရာကပြင်ဦးလွင်နဲ့စာရင်ပြင်စာနဲ့ပိုနီးတယ်တန်တောင်အထီသွားရလာရလွယ်ကူပါတယ်တန်တောင်ကျော်ရင်တော့တောကနတ်သွားပြီးခမားလာမဲ့ရက်ကိုကြိုပြောထားရွာကလူတွေကိုကျွန်တော်စီလိုက်ဖို့မှာထားရအောင်လို့ကျမကတော့ထမင်းကိုသာငြိမ်သက်စွာစားရင်အရင်နဲ့ဘလောက်တောင်ချားနာခဲ့ပြီလဲဟုတွေးနေမိသည်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကကျမသိခဲ့ဘူးသောကိုမြင့်ဆွေမှမဟုတ်တော့ပဲကျမသိသည့်ကိုမြင့်ဆွေသည်ထမင်းကိုဇုံခရင်ဖြင့်တည်သက်စွာစားတတ်သည်ထမင်းတစ်ပကံထပ်ပို၍စားခြင်းမရှိဟင်းကိုလည်းတိုးကနန်းစိတ်ကနန်းသာစားတတ်သည်ယခုကိုမြင့်ဆွေကတော့ဟင်းအများအပြားဖြင့်ထမင်းကို3ပကံမြောက်မောက်မောက်ကုန်အောင်စားခဲ့၏ဇုံခရင်ကိုလည်းကိုင်ခြင်းသိမ့်မရှိတော့ဘူးဟုကျမထင်သည်ဇုံခရင်ကိုင်ထားသောသူ့လက်များသည်လည်းတက္ကသိုလ်ကျောင်းသားဘဝတုန်းကလိုရှည်သွဲမနေတော့ပဲလက်စစ်ကြီးမှပြီးတုတ်ခိုင်လာသည်လက်ချောင်းများ၏အရင်းနေရာတို့တွင်လက်ဖွားမှအတမတက်နေပြီဘယ်နဲ့လဲနူကိုတို့တစ်ခေါက်လောက်သွားလေကြမလားကိုမြင့်ဆွေဆိုသူသည်မိမိဇနီးဤဟိုတုန်းကရည်စားဖြစ်ခဲ့ဘူးသည်ဆိုတာသိပါလျက်နဲ့ဘာသဘောဖြင့်ပြောလိုက်တာလဲဟုကျမစဉ်းစားမရပါကိုနိုင်သွားပေါ်နူးတော့စိတ်မဝင်စားပါဘူးနောက်ပြီးနူးကလျှက်စစ်မီးမရှိတဲ့ဒေသမျိုးမှာတရက်တောင်မနေခြင်းမူကျမရင်မော၍ညင်ရပါသည်သူကကျမတို့မိဖို့ပဝန်းကျင်မှာလျှက်စစ်ပစ္စည်းများကိုဝေဝဲကြည့်ကပြုံးသည်သူအပြုံးကတော့ဟိုလွန်ခဲ့သည့်နှစ်များစွာကလိုပင်ကျမကိုလက်လျှော့သောအရှုံးပေးသောအပြုံးဖြစ်၏ခမားတို့စီကအသားငါပေါ်ရဲ့လားအသားအစုံရှိတာပေါ့ခမားတို့မစားဘူးတဲ့အသားတွေတောင်ရှိတယ်တောနတ်တော့သားကောင်တွေပေါ်တာကိုစမ်းချောင်းတွေမှာလဲငါးပစွန်ရတတ်ပါတယ်ခမားအမဲတော်လိုက်ဘူးမှာပေါ့နော်
ကိုနိုင်ကစိတ်ဝင်စားစွာမေးတော့ကျမပြုံးမိသည်ကိုနိုင်ကသူများအမဲလိုက်တာကိုသာအားကြတတ်တာသူကိုယ်တိုင်ကဖြင့်လော်ကားကဆက်ကြီးတွေအနာရောင်ကဲရဲတာမဟုတ်ဟိုတုန်းကတော့အမဲလိုက်ဖူးပါတယ်ဒါတော့အပြောတော့မလိုက်ခဲ့ဘူးဗျစားစရာပြက်လက်တဲ့အခါမျိုးရွာနဲ့လည်းအဆက်ပြက်နေတဲ့အခါမျိုးမှာဟင်းအတွက်လိုက်ဖူးတယ်ရသလားသူကပြုံး၍ကောင်းငိမ့်သည်ရတာပေါ့ဗျာတောဝက်2ကောင်ရဘူးတယ်ပြောင်1ကောင်ရဘူးတယ်များသောအားဖြင့်ခြေနဲ့ဆက်ပေါ့သူ့လက်တွေကျန်းတန်းနေတာကျမမအံ့ဩတော့ပါသူ့မှာတကယ်မုတ်ဆိုးကြီးတစ်ယောက်ဤတည်ငြိမ်မှုမျိုးရှိအောင်သူတတော်ဝါဘဏကောင်ကိုတက်ဖြတ်ခဲ့ပြီလေဒါပေမဲ့ခမားတို့အံ့ဩမလားမသိဘူးကျွန်တော်တို့ကဇရက်တို့မို့တို့ဟင်းဟင်းရွက်တွေကိုပဲအများဆုံးစားပြစ်ကြတာပါခမားတို့အမဲလိုက်အုပ်စုမှာဘယ်နှယောက်ပါတယ်လဲသူကိုနိုင်ကိုစူးစိုက်သွားကြည့်၍ခေါင်းရမ်းဤမဟုတ်ဘူးကျွန်တော်မှအုပ်စုမရှိဘူးကျွန်တော်တယောက်တည်းပဲကျွန်တော်နေတဲ့နေရာတွေကရွာနဲ့ဝေးတယ်ဗျနောက်ပြီးကျွန်တော်အရင်ကအမဲလိုက်ရတဲ့အရာသာကိုနှစ်သက်ခဲ့ဘူးတာဝန်ခံပါတယ်အခုတော့ကျွန်တော်ကလိုက်ရတက်ရတာထက်သူတို့ရဲ့ဘဝကိုစောင့်ကြည့်ရတာကိုပိုပြီးစိတ်အားထက်သန်လာတယ်ဗျခမားတို့ကမြို့ပေါ်မှာနေလို့သိမှာမဟုတ်ဘူးကျွန်တော်တို့ကတော့သိနေတယ်တောထဲမှာတလိမ့်ဆန်တွေလည်းရှားကုန်ပြီဗျကပ္ပဈေးကွက်မှာဝိုင်းလိုက်ကဈေးကောင်းရတာကိုအခုတော့ကိုရမ်းမှုတဲ့သားကောင်မျိုးနဲ့တွေ့မှပဲကိုအသက်ကိုလူဖို့အတွက်မလွဲမရှောင်သားမှကျွန်တော်တက်တော့တယ်ဗျာတခါသားကြီးကိုအဖော်ခေါ်ပါတယ်သားဟုတ်လားသူ့မှာသားသမီးရှိနေနိုင်သည်ကိုကျမကြိုတင်တွေးမိပြီးဖြစ်ပါလေရဲ့တကယ်တမ်းကြားရတော့ကျမနေသားမကြစွာပင်အံ့ဩသွားသေး၏ကိုမှသား3ယောက်ရှိတယ်နူးရဲ့ထိုသား3ယောက်ဤမိခင်သည်ဘလို့မိန်းမမျိုးဖြစ်ပါလေခမည်းမျိုးသမီးကဘာလုပ်တာလဲကျမသိကျင်သောမေကုန်းကိုနိုင်ကမေးလိုက်၏မိသားစုဝင်ငွေအတွက်တော့သူဘာမှမလုပ်ဘူးဆိုပါတော့ဗျာအတန်းပညာလည်းမတက်ရှာပါဘူးဒါပေမဲ့သူကသိအံ့ဩဖို့ကောင်းတဲ့မိန်းမဗျာစင်တွေနဲ့သူနဲ့ပိုရင်းနှီးတယ်ကျွန်တော်ရလာတဲ့အမဲကိုအကောင်လိုက်တရေမပြတ်အောင်သူဖြတ်ပေးနေကြပဲကျမအနှဲငယ်စိတ်သက်သာရသွားသည်ကိုသူမရိပ်မိအောင်ထမင်းပကံများကိုစုသိမ်းရန်ပြင်ဆင်လိုက်မိသည်တိုးရဲသွားနေမှာတော့တောကမိန်းမပဲရမှာပေါ့လေမထူးဆန်းပါဘူးဒါပေမဲ့လှများလှသလားမသိသူကလှရဲ့လားကိုမြတ်ဆွေမနေနိုင်မထိုင်နိုင်လှုပ်ခနဲမင်းမီတော့သူပြုံးပါသည်သူ့မျက်လုံးများထူးခြားစွာတောက်ပလည်းရရှိသည်တောသူဆိုတော့ငယ်ငယ်ကလှခဲ့ဘူးရဲ့နောက်အခုချိန်မှာမိန်းမတယောက်ရှိရမယ်အလားတွေပဲကြံနိုင်တော့မလဲနူရဲ့ဒါပေမဲ့သူ့ဘဝအာမန်နဲ့သူကျွမ်းကျင်မှုကိုအလှလို့ပြောနိုင်မယ်ဆိုရင်တော့သူတော်တော်လှပါတယ်ထို့နောက်သူကကျမယောက်ျားဘက်သို့လှည့်ကြည့်လိုက်သည်တိတ်အံ့ဩစရာကောင်းတဲ့ကျွန်တော်မိန်းမရဲ့ကျွမ်းကျင်မှုကတော့တစ်တောနဲ့ဆင်မဲပြသူ့အဖေကဟိုတုန်းကဆင်ဦးစီးပေါ်နောက်ပြီးဆင်တွေကိုလေ့ကျင့်ပေးတဲ့အလုံးမှာတော်တော်နာမည်ကြီးတယ်ကျွန်တော်မိန်းမကကျွန်တော်ကိုတောရဲ့လျှို့ဝှက်ချက်တွေနဲ့ပတ်သက်လို့အများကြီးသင်ပေးခဲ့တယ်သူကကျွန်တော်ထက်9နှစ်အသက်ကြီးရဲ့ဒါဆိုကိုနိုင်နဲ့ရွယ်သူပဲပေါ့ထမင်းပကံများကိုတင်ရင်မတိမတာကျမပြုံးမိ၏သူတို့ဘယ်လိုများတွေးဆောင်ခဲ့ကြပါလဲကျမနဲ့ကိုနိုင်ကတော့လိုင်းတူသောစီးပွားဘက်ချင်းဆိုတော့စမ်းကျဲသောတွေးဆောင်မှုမဟုတ်ည9 နာရီတွင်ကျမဘူရာတို့ဖုံးဆက်ကြည့်မိပြန်သည်ကိုမြတ်ဆွေရေရှင်ရထားကအခုထိပြင်းမနာတော့ဝင်မလာသေးဘူးတဲ့နောက်9 နာရီနဲ့ထည့်ပေါင်းကြည့်ရင်ရန်ကုန်ကိုသူအစောဆုံးဝင်နိုင်မဲ့အချိန်ကနနက်4 နာရီပဲဒီတော့ရှင်ဒီမှာအိပ်ရမယ်သဘောပဲဒါအကြီးအခန်းမှာဧည့်သည်အတွက်နေရာလောက်ပေးလိုက်ပါနှုတ်သို့တော့ကျမတို့3ယောက်သည်ဘသူမှကိုယ့်အိယာကိုမသွားပြကြပဲဧကန်းမှာစကားဝိုင်းဖွဲ့ပြောနေခဲ့ကြသည်ဒါနဲ့ရှင်တော့မှပြောရလားကိုမြင့်ဆွေကျမမေကွန်းသည်ဖြေဆိုရန်ခက်ခဲသောမေကွန်းမဟုတ်ပါညီသူမဆိုးပြောရဲမပြောဘူးရေဘူးရခံစားချက်ကိုလျှက်တစ်ပြက်ပြောနိုင်ကြပါသည်သို့တော့သူကတော့ရိုးစင်းသောမေကွန်းကလေးကိုပင်နန်းနေစွာစဉ်းစားရပုံမျိုးနဲ့ငြိမ်သက်သွားလေသည်တစ်တော်ဆိုတာဗန်မအပ်ထားတဲ့ငွေရင်းငွေနီးလိုပဲဆိုတာခမည်းတော်လည်းသိသားပဲကျွန်တော်တို့စားရမှာကငွေတို့ပြအမျက်အစွန်းနှစ်တိုးကိုစားရမှာအရင်ကိုစားရမှာမဟုတ်ဘူးဒါပေမဲ့ဘလောက်စိတ်ဆင်းရဲဖို့ကောင်းတယ်လဲအခုအဲ့ဒီငွေရင်းတွေတော်တော်ကိုရော့နေပြီးခမည်းတော်ကမျိုးမှလဲနေတယ်တစ်ထုတ်လုပ်ငန်းနဲ့လဲဝေးတယ်ဆိုတော့တစ်တော်ဘလောက်ရှိခဲ့တယ်ဘလောက်ပြုံးကုန်တယ်တောကွက်ဧရိယာဘလောက်ကျန်နေဆိုတာသိကြမှာမဟုတ်ဘူးကျွန်တော်ကသိတယ်မြင်နေတယ်ဒီတော့ကျွန်တော်ပြောပါတယ်လို့ဘယ်လိုလုပ်ပြီးဖြေနိုင်မှမလဲတစ်တော်အားလုံးလို့ကျွန်တော်ရောက်ဖူးပါတယ်
ကျွန်တော်ကတစ်ပင်တွေကိုချစ်တယ်ကျွန်တော်မိန်းမကလည်းတစ်ပင်တွေကိုချစ်တယ်တစ်မာတွေဝါတွေကိုကျွန်တော်တို့ကိုယ်တိုင်အိမ်ဆောက်ဖို့လှေထွင်းဖို့ခုတ်ခဲ့ဘူးပါတယ်ကျိုးဝိုင်းမြင်တောနက်တွေထဲမှာရက်တော်တော်ကြာအောင်လဲသွားခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့ကအပင်ကိုကျွန်တော်တို့အတွက်ရွေးတာထက်တစ်တော်ရဲ့အသက်ရှင်မှုအတွက်ရွေးခဲ့တာပါကျွန်တော်တို့တတ်နိုင်သမျှတောတွေကိုစောင့်ရှောက်ခဲ့ပါတယ်အပင်ရဲ့အသက်ကိုတွက်တက်အောင်တောရဲ့အသက်ကိုတွက်တက်အောင်နောက်ပြီးတစ်ပင်လဲနီးရိုးဆက်နီးတွေအားလုံးကျွန်တော်မိန်းမကကျွန်တော်ကိုသင်ပေးခဲ့တာသူသည်ကဘာပေါ်မှာအလွန်ရှားပါးတန်မှုကြီးသောယေဒနာတစ်ခုအကြောင်းပြောနေသလိုမျက်လုံးများအရေလဲကတောက်ပနေ၏သူမိန်းမအပေါ်ထားအသည့်တန်မိုးလားတစ်တော်အပေါ်ထားအသည့်တန်မိုးလားသူသာလျင်သိနိုင်ပေလိမ့်မည်တောတော်ကိုမျိုးဆက်ဖို့မျောစာအနေထားကိုသိရမယ်မြေဩဇာအနေထားကိုညှိနှိုင်းသိဖို့တစ်ပင်တစ်ခုချင်းရဲ့အမြင့်တစ်တော်တစ်ခုလုံးရဲ့အမြင့်ကိုတွက်တက်ရမယ်တကယ်တော့သဘာဝဟာတိတ်ဆိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့လူသားတွေပြန်ဖန်တီးဖို့မဖြစ်နိုင်လောက်အောင်လျှို့ဝှက်နေတဲ့ကမ္ဘာရဲ့အသက်ပေါ်မှာမူတည်ပြီးကျမတို့နှစ်ယောက်ကွဲကွာခဲ့ကြသည်မှာမှန်ကန်သောအဆုံးသက်တစ်ခုဖြစ်ကြောင်းယခုတော့ကျမသိလိုက်ပါပြီကျမသည်ကျမနှင့်ထပ်တူတွေးခေါ်ယုံကြည်သောခင်မွန်းတစ်ယောက်ကိုလက်ထပ်ယူခဲ့မိပြီးသူကလည်းသူနှင့်ထပ်တူတွေးခေါ်ယုံကြည်သောမိန်းမတစ်ယောက်ကိုပေါင်းသင်းခဲ့မိခြင်းဖြစ်သည်သူကအရင်လက်ထပ်ခဲ့လေသလားကျမကအရင်လက်ထပ်ခဲ့မိသလားဆိုတာကတော့သူ့ထံမှကျမသိကျင်သမျှအချင်းရာတို့ထက်ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းသောအချက်ဖြစ်နေသည်သို့သောမမေ့အပ်ဘူးလားမသိသို့မဟုတ်သူစကားအစအနတွေမှကောက်ယူနိုင်မည်လားမသိကျွန်တော်နေတဲ့နေရာလေးကပင်လယ်ရေမျက်နှာပြင်အထက်ပေ3400ကျော်မြင့်နေပြမြေပြတ်မှာမဟုတ်ဘူးတောင်ဆောင်မှာတောင်ကလည်းကြောက်မြေလွှာပဲကြောက်ကပယံကြီးရဲ့အစွန်ကွက်လက်ဧရိယာတော်တော်ကျဲတဲ့မြေနေရာကလေးရှိတယ်အဲ့ဒီနေရာကလေးကိုရွေးပြီးတစ်လုံးအိမ်ခိုင်ခိုင်ခန့်ခန့်ကလေးဆောက်ထားတယ်ဒုထဝရီမြစ်ကိုကျွန်တော်အောက်ဘက်မှာမြင်ရတယ်အပေါ်ဘက်တောင်ဆောင်မှာတော့ပေ80-90မြင့်တဲ့တက်မာပင်ကြီးတွေပေါ့အောက်ဖက်ဂျောက်ကဘာရဲ့တစ်ဖက်ဆုံးကတက်တော်အနှိမ်တွေအဝေးမှာဖြူဖွေးတဲ့မြစ်ကြောင်းအထက်တဲ့မှာတော့တိမ်တွေပေါ့ဗျာတခါတိမ်တွေကကျွန်တော်အိမ်ထဲအထိဝင်လာတတ်တယ်သဘာဝအားဖြင့်တော့သိစိတ်ချမ်းသာရတဲ့နေရာကလေးပါပဲဒါပေမဲ့တခါကျွန်တော်မပြောနိုင်ဘူးခမားယုံမလားလောကမှာတက်တော်ရဲ့ခုတ်ပတ်ဆိုတာတောင်ထည့်မစင်စားတဲ့လူတွေတော်တော်များတယ်ဗျသူဒီထိုလန်းကိုသူကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်၏ကိုယ်တိုင်ရွေးချယ်ခဲ့သောလမ်းတွင်စိတ်မသက်သာစေရာရှာဖွေတွေ့လာသောအခါလူသည်အကြောင်းမဲ့ဒေါသကြီးတဲ့ရိုင်းဆိုင်တတ်သည်သူရခင်ကထက်ရိုင်းဆိုင်ခတ်ထန်နေခြင်းမှာသူချစ်သောတောကြောင့်မဟုတ်ဘဲတောကိုဖျက်ဆီးသူများကြောင့်ဖြစ်ဟန်တူသည်ပထမရန်စားသဘာဝအရိုင်းတဲ့ရဲ့တစ်ပင်တစ်ပင်ရဲ့တန်မိုးအတိုင်းလိုခြင်းရင်မျိုးဆက်တဲ့တစ်ပင်ကိုတကယ်သဘာဝကပေးတဲ့အနေအထားအတိုင်းပေးထားရမှာပေါ့အခုတော့မျိုးဆက်ဖို့တော့မစင်စားပဲတောတစ်ခုလုံးပြောင်းအောင်ရှင်းကြတာပဲဗျဖိလစ်ပင်းဆိုရင်ဘလောက်တော်ကောင်းလိုက်တယ်လဲခင်ဗျားတို့လည်းသိမှာပါကိုကျော်နိုင်ပါရီနဲ့မာကိုစ်နဲ့သူ့ဆွေမျိုးလောက်လိုက်တွေရဲ့ကြောက်ခမန်းလေးလေးအသုံးစရိတ်တွေအတွက်ထောင်နဲ့ချီနေတဲ့အပူပိုင်းတစ်ချောက်ဧရိယာတွေကိုရောင်းစားပြီးတစ်တွေထုတ်နေကြတယ်ဘယ်သူကဘာတက်နိုင်ခဲ့လို့လဲတိတိကြီးနဲ့ကြီးနေရတဲ့အဖြစ်ပဲကျမစိတ်မဝင်စားသောဘာသာရဲ့အပေါ်တုံ့ပြန်လေးရှိသည့်အတိုင်းကျမမျက်တောင်အနေငယ်ဆင်းလာ၏ထို့ကြောင့်နေရာမှခဏထွက်လာပြီးလိမ်မော်သီးများထုတ်ယူကအခွန်ခွာနေလိုက်ရပါသည်သားတို့ယထာများပြင်မနာကိုဝင်ပြီလားသားနှစ်ယောက်သည်ယထာစဉ်မြေပြင်ပေါ်မှာအညောင်းပြေလန်းလျှောက်ရင်းခရီးလုံကယထာထွက်သွားသောအခါကြံနေခဲ့လေမလားရန်ကုန်သို့ယထာဝင်လာသည့်အခါယထာပေါ်မှာသားတို့နှစ်ယောက်မှပါလာပါမလားကိုနိုင်အပြစ်တင်မိဆိုလဲတင်ញံစရာကျမသည်မဖြစ်လာသေးသောဖြစ်နိုင်ခြေအလွန်နေပါသောဖြစ်လျင်လဲမိမိဘာမျှတတ်နိုင်မှာမဟုတ်သောကိစ္စများတွင်ဒီလိုပဲစိုးရင်ပူပန်တတ်လေသည်လွန်ခဲ့တဲ့6နှစ်လောက်ကတော့ကျွန်တော်အိမ်အောက်ခြေလျိုရဲကနေဖြတ်သွားတဲ့ကြားတစ်ကောင်ကိုမြင်လိုက်ရဘူးတဲ့အခုတော့ကြားတွေကြက်တစ်တွေမမြင်ရပါဘူးကျွန်တော်တို့တောထဲမှာရောရှိမှရှိသေးရဲ့လားမသိပါဘူးကြားဆိုသောအတန်ကြောင့်ကျမမျက်စိကျဲလာသည်ယောက်ျားနှစ်ယောက်ရှိသို့လိမ်မော်သီးပကံချပေးလိုက်သည်တလိမ့်ဆန်ယုံတွေကကြားလို့ပဲမဟုတ်လားယင်တောနက်ထဲကကြားကပို့လှပြီးပိုကျက်တရေရှိတာပေါ့ဗျာသူ့ခန္ဓာကိုယ်ကပပုထူထားသလိုပဲဗျတော်တော်ကိုကြည်ကောင်းတယ်
လျိုဒီဘက်ထိတ်ကနေဟိုဘက်ထိတ်ကိုလွှာကနေခုန်ကူးလိုက်တာများဘလို့အလှမျိုးနဲ့မှမတူဘူးကျွန်တော်မှဓာတ်ပုံတွေစလိုက်တွေအများကြီးပဲဗျခင်ဗျားတို့နဲ့တွေးပြမယ်မှန်းသိရင်ကျွန်တော်ယူလာပါတယ်သူကကြားကိုကြောင်တကောင်လိုသဘောထားပြောနိုင်တော့လဲကျမကကြောတွေကစိတ်လာသည်ကြားရှိသည်ဆိုလျင်တော့ရှိသမျှစည်းစိမ်ပုံပေးလျင်တော့သူ့နေရာကိုကျမမလိုက်နိုင်ပါကိုနိုင်လဲမလိုက်စေရပါဘာထူးမှလဲတလိမ့်ဆန်ရုံမှလဲကြားတွေရှိနေတာပဲဘယ်ထရက်ကာမျိုးဘလို့အင်ဂျင်မျိုးမှမတက်နိုင်တဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းကိုစင်တွေကလုံးနိုင်နေဗျကျိုးပြင်တော့အစွန်အပြားခုတ်ကွက်တော်တော်များများကမြေကြီးမဟုတ်ဘူးတောင်ဆောင်တွေတချို့တောင်ဆောင်တွေဆိုတော်တော်မတ်ဆောက်တယ်အဲ့ဒီကတလုံးတွေကိုကားလမ်းပေါက်နိုင်တဲ့နေရာအထိရောက်အောင်ပြိုတွေချိုင်းတွေဖြတ်ပြီးတည်ပေးနိုင်တဲ့ရင်ကစင်တစ်မျိုးတည်းပဲဘယ်နေရာကမာတယ်ဘယ်လမ်းကနေဆင်းရင်ခြေကုန်မြင်မယ်ဆိုတာသူတို့ကသိတယ်တောင်စင်းမှာလိမ့်စင်ကျသွားတဲ့တလုံးတွေကဘလို့တလုံးမျိုးကိုရွေးတယ်ရမယ်ဆိုတာတော့သူတို့သိတယ်တဘာဝမြေပြင်အနေထားကိုလူတွေထက်စင်တွေကပိုသိတယ်ပိုရွေးတတ်တယ်ပတ်ဝန်းကျင်ရာသီဥတုကိုခံမှန်းတတ်တယ်ချောင်းထဲမှာတင်မျောဖို့အတွက်လဲစင်တွေကိုအားကိုးရတယ်မြင်းဝါကနေစောင်းပြီးတလုံးတွေဆဲဖို့လဲစင်တွေကိုပဲအားကိုးရတယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းရဲ့လက်သုံးစကားနဲ့ပြောရရင်အကောင်းစားတလုံးတစ်ခုထုတ်ယူဖို့အတွက်တခြားတစ်ပင်20ကိုခုတ်လဲဖြတ်စည်းရတယ်တဲ့ဒါပေမဲ့စင်ကအဲ့ဒီလောက်မဆိုးဝါအောင်ထိန်းပေးနိုင်တာအမှန်ပဲဗျာရှင်ကစင်ကိုကိုယ်တိုင်မောင်းသလားကျမဖြတ်မိသောအခါစကားအတုံးလုံးရွေးချယ်မှုအတွက်ကိုနိုင်ရောသူရောသဘောကျစွာရင်မောလိုက်ကြသည်ကိုမြင့်ဆွေကခေါင်းရမ်းဤဒီကိစ္စကိုနဲ့မဖြစ်ပါဘူးနုရဲ့ဒါပေမဲ့သားကြီးကတော့စင်ကိုဘာသာရဲ့တစ်ခုအနေနဲ့စိတ်ဝင်စားနေတယ်သားကဘယ်နဲ့တန်းလဲသူသားနဲ့ကျမသားဤအသက်အရွယ်ကိုနှိုင်းယှဉ်ကြည့်လို့စိတ်ဖြင့်မေးမိဤကိုသားတွေကိုအတန်းကြောင်းမထားဘူးဒီတော့ဘယ်နဲ့တန်းအဆင့်ရှိတယ်လဲကိုမပြောတတ်ဘူးသူတို့ကိုပဲစာသင်ပေးထားတယ်တစ်ပင်အမြင့်ကိုဒေါင်းဒီဂရီတွေနဲ့တွက်တက်အောင်တစ်တိုးဧရိယာတွေတောထွက်တွေတွက်တက်အောင်သင်ချာသင်ပေးထားတယ်တဘာဝရေနဲ့လေထုတွေကဓာတ်ငွေအချိုးအစားတွေကာဗွန်ဒိုင်အောက်ဆိုက်အန္တရာယ်တွေတွက်တက်အောင်ဓာတုဗေဒသင်ပေးထားတယ်ကမ္ဘာမြေထုနဲ့ကြောက်လွှာတွေမြေစီလွှာတွေသိအောင်ရာသီဥတုသိအောင်ပထဝီလဲသင်ပေးထားတယ်တတော်တွေမှာရှိတတ်တဲ့ထောင်နဲ့ချီနေတဲ့အင်းဆက်မျိုးစိတ်တွေမြေကြီးတွေကရေတွေကသက်ရှိတွေသိအောင်ဇီဝဗေဒသင်ပေးထားတယ်မြန်မာစာနဲ့အင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ဖတ်တတ်တယ်အောင်လက်မှတ်တွေတော့မရှိဘူးပေါ့ဝန်ထမ်းအလုပ်တော်လုပ်လို့မရဘူးပေါ့ဒါပေမဲ့သူတို့နဲ့တင့်တော်တလောက်ပညာကိုတော့သူတို့တက်ကြတယ်တော်ပြီပေါ့ကျမပါဇက်အဟောင်းသားဖြင့်ငေးကြည့်နေမိတော့သည်ကျမ၏သားကြီးကိုစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ဖို့ကျမနဲ့ကိုနိုင်စီမံကိန်းရေးဆွဲခဲ့ကြသည်အသက်16နှစ်သားရှိသေးသောသားကြီးသည်ယခုဆိုလျင်စီးပွားရေးဘာသာရပ်၌တော်တော်စိတ်ဝင်စားနေပြီးဈေးကွက်သုတေသနကမ္ဘာဘဏ်လုပ်ငန်းငွေကြေးလည်ပတ်မှုငွေကြေးဖောင်းပွားမှုစသည်တို့အပေါ်အသက်အရွယ်ညံအဆင့်အလိုက်တော်တော်လေးလာပြီးနေပြီးကျမကသားကြီးအတွက်ဂုဏ်ယူနိုင်ရန်စိတ်ရောကိုယ်ပါအာသွန်ခွန်ဆိုင်စ조사နေချိန်တွင်သူကတော့သူ့သားတွေကိုကြောင်းဝင်မထားခဲ့ပါတဲ့ကျမသူ့ကိုဘယ်လိုနားလဲရမှန်းမသိတော့ပေသားတွေကသဘာဝတောတောင်ရည်မြင်နဲ့တော်တော်ရင်းနှီးကြတယ်ချစ်ခင်ကြတယ်တောတောင်တွေရှားပါတလိမ့်ဆန်တွေကိုသူတို့ထိမ့်သိမ့်တတ်ကြမယ်တစ်တော်သူတေသနာကိုကျွန်တော်နဲ့ကျွန်တော်မိမတက်တလောက်သူတို့တက်ကြမယ်သူတို့မွေးလာမဲ့သားသမီးတွေကိုတဘာဝအကြောင်းအသက်ရှင်နေထိုင်မှုအကြောင်းသင်ပေးနိုင်မယ်တဘာဝဘေးအန္တရာယ်တွေကနေကာကွယ်ပေးနိုင်ကြမယ်ကျွန်တော်တို့မျှော်မှန်းတဲ့သားတွေရဲ့အနာဂတ်ကတော့အဲ့လောက်ပါပဲကျမသည်မသိမသာခေါင်းခါရမ်းမိ၏ရှင်ကရှင်သားသမီးတွေရဲ့အနာဂတ်ကိုတားဆီးပိတ်ပင်နေတာပဲကိုမြင့်ဆွေတိတ်ကျပြန့်တဲ့ကဘာကြီးကိုသူတို့သိအောင်ဖွင့်မပေးဘူးသူတို့အတွက်ရှင်ကိုယ်တိုင်ပဲတကားတွေကိုပိတ်ထားတာပဲကျမလှုပ်ခနဲ့ဝေဖန်လိုက်သောအခါသူကခေါင်းမစွာပြုံး၏ဒါကတော့နှူးမားနေပြီကိုသားတွေအတွက်ကိုတကားပိတ်မထားပါဘူးအခုကိုကြောဖို့အိတ်ထဲမှာဘာတွေပါမယ်လို့ထင်လဲသားတွေဖတ်ဖို့စာအုပ်တွေသူကအိတ်ထဲမှာစာအုပ်များကိုစိတ်လိုက်မှန်ပါထုတ်ပြသည် National Geographic Magazine စာအုပ်များ Environmental Cruises စာအုပ်များအိုဇုံနယ်ပါခြင်းနဲ့ Greenhouse Effect စာအုပ်များလေထုညစ်ညမ်းမှုတက်တော့ကာကွယ်ရေးကျမပခုံးတွန်းလိုက်မိ၏လူငယ်တယောက်ရဲ့အနာဂတ်ကိုသူစိတ်တိုင်းကြကန့်သက်မဲ့စာအုပ်တွေဟူသာကျမမြင်မိသည်
ကျမသူနဲ့လက်မထက်ဖြစ်ခဲ့တာအလွန်မှန်ကန်သည်ဟုဒုတိယအကြိမ်စိတ်သက်သာစွာတွေးမိ၏ကိုနိုင်ကတော့အစအရာရာလာရောတတ်သူပြီးစာအုပ်များကိုစိတ်ဝင်တစားလှန်လောဖက်ကြည့်ကမျက်လုံးများတောက်ပြောင်လျက်ရှိသည်ခမားစာအုပ်တွေကကောင်းသားပဲသူတို့ဒီအင်္ဂလိပ်စာတွေဖတ်နိုင်သလားဝါကြတွေကရှင်းတာပဲသူတို့ဖတ်နိုင်ပါတယ်တချို့စကားလုံးတွေကိုအပြီးတန်ကြည့်တချို့စကားလုံးတွေကိုကျွန်တော်ကိုမေးပေါ့လေထို့နောက်ကျမတို့၃ယောက်လုံးအတွေးကိုစီဖြင့်ငြိမ်သက်သွားကြသည်အတန်ကြာမှသူကစကားဆက်၏ဟိုတလောကအမျိုးသမီးဆရာဝန်တယောက်ရေးတဲ့စာအုပ်တအုပ်ကျွန်တော်ဖတ်လိုက်ရတယ်ဗျကဘာဂျိုထိန်သိမ်းရေးစာအုပ်နဲ့တူပါရဲ့တော်တော်ဖတ်လို့ကောင်းတယ်တစ်ပင်တွေဆိုတာကဘာကြီးရဲ့အစုပ်တွေပဲတဲ့သူတင်စားတာတော်တော်ကောင်းတယ်စက်ကူထုတ်စက်ရုံတွေပလတ်စတစ်စက်ရုံတွေကြောင့်လေထုရေထုအစိတ်အတောက်ဖြစ်တဲ့အကြောင်းတွေလည်းပါတယ်ဗျစိတ်ဝင်စားစရာကောင်းတယ်ရှားပါတဲ့တတော်ကြီးတွေရဲ့အဖိုးထိုက်တန်မှုကိုလူယဉ်ကျေးမှုကပဲဖျက်ဆီးပစ်လိုက်ပြီးပေါ့ဗျာကျွန်တော်တို့အစိမ်းငွေတွေကြားထဲမှာနေမှမသိနေကြတာပဲဒါပေမဲ့ခမည်းတော်ရန်ကုန်ပတ်ဝန်းကျင်နဲ့စရင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်ကအစိတ်အတောက်ပုံနေမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုတတော်တွေကစုပ်ယူနေတာကိုနောက်ပြီးဓာတုစက်ရုံတွေလည်းမရှိဘဲကိုဗျတောနေလူရန်စားကျမ်းမာရေးကောင်းတာအဲ့ဒီအချက်လဲပါနိုင်တာပေါ့ကျမသူ့ကိုအမှတ်တမဲ့မျက်စောင်းထိုးပစ်လိုက်တော့သူတို့နှစ်ယောက်စလုံးရီမောကြသည်အဲ့ဒါတော့အမှန်ပဲဗျကျွန်တော်တို့ဟာတရွေ့ရွေ့နီးလာတဲ့အနေရဲကိုဘယ်သူမှသတိမထားမိကြပဲကိုဖားဆန်းသက်ချက်ဆိုတဲ့စကားတစ်ခုခမားလဲကြားဖို့မှာပေါ့ကိုမြင့်ဆွေဖားတကောင်ကိုရေအေးထဲမှာထည့်လိုက်ပြီးတော့အဲ့ဒီရေကိုနည်းနည်းချင်းမသိမသာအပူပေးကြည့်တဖြည်းဖြည်းရေပူလာနေတာကိုဖားကမသိဘူးနောက်ဆုံးအပူကြောင့်သေသာသွားရောဒီရေထဲကထွက်ပြေးဖို့ဖားကမစင်စားဘူးဗျဒါပေမဲ့ပေါ့ပွက်ဆူနေတဲ့ရေပူတွေကိုရုတ်တရက်ဖားကိုထည့်ကြည့်လိုက်ဖားကအပူဒဏ်ကြောင့်ထခုန်ပြီးလွတ်သွားတတ်တယ်ဗျကျွန်တော်တို့လည်းတဖြည်းဖြည်းအပူပေးခံနေရတဲ့ဖားလိုပဲပေါ့ဗျာနောက်ဆုံးတော့သူတို့နှစ်ယောက်ကိုကျမနှုတ်ဆက်ပြီးအိတ်ခမ်းထဲဝင်လာခဲ့သည်ယခုမှတွေ့ဘူးသောယောက်ျားနှစ်ယောက်သည်အနှစ်နှစ်အလားလားရင်းနှီးခဲ့သည့်မိတ်ဆွေများကဲ့သို့စကားအမြင်မပြတ်ပဲကြံရစ်ခဲ့ပါသည်နနက်9 နာရီမိနစ်20ကြာမှသားတို့ယထာဝင်လာသည်သားနှစ်ယောက်သည်ကြာမြင့်လာသောခရီးကြောင့်နွမ်းနယ်မှုအရေးအယောင်မရှိယထာနောက်ကျသည့်အတွေ့အကြုံကိုသူထက်ငါဦးအောင်ဖခင်အားပြန်လည်ပြောပြနေသောသားနှစ်ယောက်ကိုကျမပြုံးကြည့်နေမိသည်ကျမကိုတော့ခက်လန်းလန်းမှမတက်ရက်နေသည်ကိုမြင့်ဆွေကပြုံးကြည့်နေခဲ့လေသည်နောက်တစ်ခါရန်ကုန်လာပြည့်ရင်မိသားစုပါခေါ်ခဲ့ပေါ့ကျမကလက်ခနဲ့ပြုံး၍ပြောမိတော့သူခေါင်းရမ်းပါသည်အမျိုးသမီးနဲ့သားငယ်လေးကရန်ကုန်ကိုတစ်ခေါက်တောင်မရောက်ဘူးသူတို့ကစိတ်လဲမဝင်စားဘူးဒါပေမဲ့နူးတို့နဲ့တွေ့ပေးဖို့ခေါ်ကြည့်ပါအောင်မယ်ဒါနဲ့သားကြီးကဘယ်အရွယ်ရောက်နေပြီလဲသူကကျမကိုဆူဆူဆိုင်ဆိုင်ကြည့်နေပြီးမှတပ်ပြင်းရှာ၍မျက်နှာလွဲကဖြေပါသည်19နှစ်ကျမတို့နှစ်ယောက်ကြားတွင်ဘသူကရှုံးသည်ဘသူကနိုင်သည်ဆိုသောမေးခွန်းကအရေးမကြီးတော့ပါကျမကစောပြီးအိမ်အောင်ကြခဲ့လျင်လည်းသူ့အပေါ်နိုင်စရာအကြောင်းမဟုတ်သလိုသူကစော၍အိမ်အောင်ပြုတ်ပစ်ခဲ့သောကြောင့်လည်းကျမသူ့အပေါ်မရှုံးနိုင်ပါသို့တော့ကျမ၏ရင်ထဲမှာပြုံးမပြတတ်သည့်ခံစားမှုတစ်ခုခုဖြစ်ပေါ်သွားတာတော့သိကြပါသည်ထိုခံစားချက်သည်မကျေနပ်မှုလားဝမ်းနည်းမှုလားကျမကိုယ်တိုင်ရေရာမသိပါထို့ကြောင့်လည်းကျမဘာစကားမှမပြောပြပဲပြုံးယုံသာပြုံးနေခဲ့ပါသည်ကျမတို့မိသားစုဘူရာယုံထဲမှထွက်လာသည့်အခါလူအုပ်ကြားမှမြင်မားစွာထင်းထင်းကြီးရဲ့လျက်ကျမတို့ကိုမျက်စိတဆုံလှမ်းကြည့်ရင်သူကြံရစ်ခဲ့ပါသည်ဂျူ1994ဇန်နဝါရီလကလေးယာမဂ္ဂဇင်းဆုံးထိနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဝတ္ထုတို့လေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခံစားချက်ကလေးတွေကိုလည်းမျှဝေရေးသားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်